အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အထက်တန်းရှေ့နေတော့ဤဖြူနေမှဖြစ်ပါတယ်မိကုန်းလေးတစ်ခုမေးမြန်းထားတာပါဆရာမခင်ဗျကျေးဇူးပြု၍ဦးစားပေးဖြေကြားပေးပါတဲ့ရက်ထဲရွာတဲ့ရက်ကွက်ထဲဖုန်ကြီးကျောင်းပါဝင်တဲ့လူနေအိမ်ချီများပါအလှူဒန်းပွဲလည်းမရှိပါပဲနဲ့လော့စပီကာများနားမခံအောင်ဖွင့်နေခြင်းများအားတားဆီးပိတ်ပင်လို့ရလားတဲ့ဥပဒေအရဘယ်လိုဆောင်ရွက်လို့ရလဲဆိုပြီးတော့မေးမြန်းထားဖြစ်ပါတယ်ဒီမိကုန်းလေးဖြေကြားပေးရမယ်ဆိုလို့ရှိရင်ဒီလိုမျိုးရက်ကွက်ထဲတွေမှာပေါ့နော်ဒီကျေးရွာတွေမှာအတန်ချဲဆက်တွေစောင်းပေါက်တွေလော့စပီကာတွေပေါ့နော်ဒါမျိုးတွေဖွင့်မယ်ဆိုလို့ရှိရင်ခွင့်ပြုမိန့်တောင်းခံရတယ်2012ခုနှစ်ရက်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုံမှန်18အရဒီရက်ကွက်တွေဒီကျေးရွာတွေမှာအတန်ချဲဆက်တွေဒီလိုစောင်းပေါက်တွေလော့စပီကာတွေပေါ့နော်ဒါမျိုးတွေဖွင့်ကျင်နေဆိုလို့ရှိရင်ဒီသက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံမှာဒီခွင့်ပြုမိန့်တောင်းခံရတာဖြစ်တယ်အဲ့လိုမျိုးတောင်းခံတဲ့အခါမှာလည်းအဲ့လိုမျိုးခွင့်ပြုရဲဆိုလို့ရှိရင်လည်းသတ်မှတ်ထားတဲ့စည်းကမ်းချက်တွေကိုလည်းလိုက်နာမှာဖြစ်တယ်အများပြည်သူပေါ့နော်စိတ်နှောက်ယှက်မဖြစ်စေရဘူးပြီးသွားတဲ့အခါမှာသတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာပဲဖွင့်လို့ရတာဖြစ်ပါတယ်ဒါမျိုးတွေကိုမလိုက်နာဘူးဆိုလို့ရှိရင်เนาะရက်ကွက်သို့မဟုတ်ကြေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုံမှန်20ခွန်အရာအရေးယူခြင်းခံရမှာဖြစ်ပါတယ်20ခွန်မှာဆိုလို့ရှိရင်ကျပ်9000ထိပေါ့နော်ငွေတန်းဒါမှမဟုတ်လို့ရှိရင်ဒါကိုမလိုက်နာဘူးဆိုလို့ရှိရင်ဒီငွေတန်းကိုမဆောင်ဘူးဆိုလို့ရှိရင်9ရက်ထိထောင်ဒဏ်ပေါ့နော်ချမှတ်ခြင်းခံရမှာဖြစ်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်